တင်အခုအသက်ရှူနေနေတာဟာကဘာနဲ့မိုင်ပေါင်းတန်း400ကျော်ဝေးတဲ့နေရာမှာရှိနေတယ်အရှင်သခင်တပါးကြောင့်ဆိုတာတင်သိပါသလားသူကတော့ဂျူပီတာပါပဲတန်းငွေတွေနဲ့ထူးဆစ်ထားတဲ့ဒီအေယာမအကျိုးကြီးဟာကျွန်တော်တို့နေအဖွဲ့စီရဲ့အရှင်သခင်ပါပဲဂျူပီတာဟာဘလောက်တောင်ကြီးမားတယ်လဲဆိုရင်သူ့ရဲ့အတွင်းထဲမှာကျွန်တော်တို့ကဘာပေါင်း1300ကျော်ကိုအသာလေးထည့်ထားလို့ရပါတယ်သူ့ရဲ့မျက်နှာပြင်မှာမြင်နေရတဲ့ဝဲကရက်တွေဟာတာမန်တိမ်တိုက်တွေမဟုတ်ပါဘူးဒါတွေဟာနေပေါင်းရာစုချီတိုက်ခတ်နေတဲ့အေယာမမုံတိုင်းကြီးတွေရဲ့ဘီဂျီကားချက်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလပမှုတွေရဲ့နောက်ွယ်မှာသူဟာစက်ချော်လာရဲ့အဆောင်ရှောက်အဖြစ်တိတ်တဆိတ်တာဝန်ထမ်းဆောင်နေပါတယ်သူ့ရဲ့ပြင်းထန်လာမဲ့ဆွဲငင်တာဟာကဘာမြေစီကြားရောက်လာမဲ့ဘေးအန္တရာယ်တွေကိုကိုယ့်ဘက်ကိုဆွဲယူဖယ်ရှားပြီးရင်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုနှစ်တန်းပေါင်းများစွာအကအကွယ်ပေးခဲ့တာပါသူ့စီမှာခြေချစရာမြေပြင်ရဲလို့မရှိသလိုဘယ်သူမှလည်းအနားမကက်ရတဲ့အရှိန်အဝါမျိုးရှိပါတယ်လပေါင်း65စင်းရဲ့ခြံရံမှုကိုခံထားရတဲ့ဒီဘရင်ကြီးဟာနေအဖွဲ့အစည်းရဲ့အစွန်းအဖျားမှာကျွန်တော်တို့အတွက်ကင်းဆောင်ပေးနေတဲ့အတန်တိတ်သူရဲကောင်းတူပါပဲတခါတလေအလှပဆုံးအရာတွေဟာအန်ဒီရဲ့အရှိဆုံးဖြစ်တတ်တယ်လို့အင်အားအကြီးဆုံးအရာတွေဟာလည်းအနုညံ့ဆုံးအကအကွယ်တွေပြီးတတ်ပါတယ်စက်ကြော်လာရဲ့ဒီလိုအမခန်းအလှတရားတွေကို The Deep Space Lab နဲ့ကတူဆက်လက်စခွေကို follow လုပ်ထားခဲ့ဦးနော်